လော်ရရဲ့ဟိုရ post အဟောင်းလေးတခုရဲ့အောက်မှာယောက်ျားလေးတွေကအုံနောက်ပိုကောင်းတယ်မိန်းကလေးတွေကအုံနောက်ပိုကောင်းတယ်နဲ့လာပြီးညင်းခုန်နေကြတာလေးတွေ့ရပါတယ်အမှန်တကယ်ရောယောက်ျားလေးကအုံနောက်ပိုကောင်းတာလားမိန်းကလေးကအုံနောက်ပိုကောင်းတာလားညင်းမနေကြဘဲနဲ့စေပညာ study လေးပြပြမယ်နော်အုံနောက်ကိုဒီလို position ကနေကြည့်တာပေါ့ဘေးတိုက်ကြည့်နေတာပေါ့ခရမ်းလေးကနှစ်ဖူးနေရပါအပြာလေးကတော့ငယ်တိတ်ကလေးအဝါလေးကတော့နောက်စီလေးစိမ့်လေးကတော့နှထင်နေရလေးပေါ့သူ့ရဲ့ look လေးနဲ့သူရှိတယ် main ကလေးတွေကတဲ့နှစ်ဖူးရည်ဒူးရည်ကောင်းတာဒူးရည်တော့မသိဘူးနှစ်ဖူးရည်ကတော့ဒါတကယ်တော့ main ကလေးမှာဒီ frontal lobe လေးကပို့ပြီးတော့ activation ကောင်းတယ်နှထင် temporal lobe ပို့ပြီးတော့ကောင်းတယ်တဲ့ယောက်ျားလေးတွေကကြတော့တဲ့ parietal lobe ပိုကောင်းတယ်တဲ့ငယ်ထိတ်ပိုကောင်းတယ် general ပြောတာနော်တယောက်ချင်းစီ specific ပြောတာမဟုတ်ဘူး specially ရတသက်နောက်စီကတော့တူတူပါပဲတဲ့ gender နဲ့မကွာခြားပါဘူးတဲ့ frontal lobe development ပို့ပြီးတော့ကောင်းရင်ဘာတွေအားသာချက်ရှိလဲဆိုတော့သူကဆုံးဖြတ်နိုင်စွမ်းနေမှာပို့ပြီးတော့အားသာချက်ရှိရဲတဲ့ဒါမှမဟုတ်လေစဉ်းစားကြည့်တာပေါ့နော်လူတစ်ယောက်ကအတိတ်တရားဆုံးဖြတ်ချက်ချလဲအတိတ်တရားမှန်ဖို့တော့ခက်ပါလိမ့်မယ်ဒါပေမဲ့ဒီလူတစ်ယောက်ဒီဆုံးဖြတ်ချက်ချနိုင်မြန်တလွဲကြီးပဲဆိုရင်တော့မဟုတ်တော့ဘူးအဲ့တော့အတိတ်တရားဆုံးဖြတ်ချက်ချလဲအချိန်90ကျော်လောက်ကမှန်နေဆုံးဖြတ်ချက်တွေမှန်ကန်တယ်လို့ပြောလို့ရတာပေါ့နော်သူကဆုံးဖြတ်ချက်တွေတက်မတ်ချနိုင်စွမ်းရည်မှာအားသာချက်ပေါ့ပြီးတော့လို့ရှိရင်မျိုးသိမ့်နိုင်စွမ်းနေပို့ပြီးတော့အားကောင်းတယ်တဲ့စဉ်းစားကြည့်လိုက်လို့ရှိရင်တော့မိန်းကလေးတွေကတော့ပို့ပြီးတော့မျိုးသိမ့်တတ်တယ်တခုဆိုလို့ရှိရင်ယောက်ျားလေးတွေကတော့တိတ်ပြီးတော့မမျိုးသိမ့်တတ်ဘူးပေါ့နော်ဒါလည်းရေဘူးရအားဖြင့်တော့မှန်တယ်လို့ပါပဲနော်ကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုကြည့်ရင်လည်းတွေ့ရတယ်ဆိုပါစို့မိန်းကလေးတွေကရံဖြစ်ရမယ်ဆိုလို့ရှိရင်မျိုးသိမ့်လိုက်တယ်ယောက်ျားလေးကတော့အဲ့မှာပို့ပြီးတော့ရန်တိုက်မယ်ခိုက်မယ်ရန်ဖြစ်မယ်လေးတွေကနည်းနည်းပို့ပြီးတော့ common ဖြစ်ကြတယ်ပေါ့နော်ဒါလည်းယောက်ျားလေးတိုင်းမဟုတ်ဘူးတောင်ကစားလုံမယ်ဒါမှမဟုတ်ဓမြတိုက်မယ်တို့ဟိုခိုးမယ်တို့ဒါလေးမှလည်းယောက်ျားလေးမှပို့ဖြစ်တယ်တဲ့ပို့ပြီးတော့သူတို့ကအဲ့လိုစိတ်လိုက်မှန်ပါနဲ့လောက်ကြတယ်ပေါ့နော်မြင်သွားရင်မရတော့ယူခြင်းသွားပြီအားလုံမယ်မိန်းကလေးကတော့ပတ်စံဖတ်လာလဲသူကမျိုးသိမ့်မယ်ဆိုတဲ့ပုံစံမျိုးလေးပေါ့မလုပ်ဘူးမဟုတ်ဘူးမိန်းကလေးစိုးတာတွေအများကြီးရှိတယ်ဒါပေမဲ့ရေဘူးရအားဖြင့်တော့သူကဒီလိုမျိုးလေးပြောတယ် main ကလေးလဲ frontal lobe အားနည်းနေတယ်သူအများကြီးရှိတာပဲနောက်ထပ် frontal lobe ရဲ့အားသာချက်ကကြတော့ multitasking လုပ်နိုင်တာတဲ့ multitasking ဆိုတာကတပြိုင်နက်တည်းမှာမကားလည်းမောင်းနေရယ် radio high အကုန်လုံးလဲသူကမှတ်သားထားနိုင်တယ်တခြားလူနဲ့လည်းသူကစကားပြောနေတယ်စသဖြင့်ပေါ့သူက3ခုလောက်ကိုတပြိုင်တည်းလုပ်နေနိုင်တယ်ပေါ့နော်မတချို့ဆိုလို့ရှိရင်ကြတော့တစ်ခုအာရုံစိုက်လိုက်လို့ရှိရင်နောက်တစ်ခုကမကြားလိုက်ဘူးအဲ့လိုမျိုး multitasking ဆိုတာဒီပြိုင်နဲ့ထက်လှုပ်ဆောင်နိုင်စွမ်းနေပေါ့နော်အဲ့မှာအားသာချက်ရှိတယ်တဲ့ပြီးတော့နှထင်ပိုင်းမှာတဲ့အားကောင်းလို့ရှိရင်တဲ့ဒီအစိမ်းရောင်နေရာလေးအားကောင်းရင်တဲ့စကားပြောတဲ့နေရာမှာပို့ပြီးတော့တွတ်တာပြီးတော့ language တွေဘာသာစကားတွေပို့ပြီးတော့အားကောင်းတာပြီးတော့လို့ရှိရင်သူက emotional memory ကိုပို့မှတ်မိတာတဲ့အဲ့အကြောင်းကြည့်လိုက်မင်းကလေးမှာလေဒီတော့ကတော့တတူကငါ့ကိုဘလူပြောလိုက်လို့ငါကဘလူမူခဲ့ရတယ်ဝမ်းနေခဲ့ရတယ်အော်ဘယ်လက်ဆောင်ပေးလိုက်တော့အဲ့လက်ဆောင်လေးကဘယ်နေရာမှာပေးတာပေါ့ဘယ်သူကပေးတာပေါ့ဘယ်တော့ပေးတာပေါ့ငါဘလူပြောတော့ပေါ့ဆိုအဲ့သူတို့ပဲမှတ်မိတာယောက်ျားလေးမှတိတ်မမှတ်မိကြများတယ်အမှတ်မိတဲ့သူလည်းရှိမယ်ဒါပေမဲ့မင်းကလေးကတော့အဲ့ဒါကြီးပို့ပြီးတော့အမှတ်သေးကြီးပို့ကြီးတယ်ယောက်ျားလေးရဲ့အားသာချက်လာပြီနော်